မစင်ကားရတယ်ပတ်စံဘယ်လောက်ရလဲလောက်ရတယ်ဘယ်တော့သွားလဲဒါလေကြောလေသားကိုဘယ်လောက်ရလဲဘယ်တော့သွားလဲပတ်စံတော့မရှိတော့ဘူးလို့ကုန်ပြီလို့ငင်းထားမင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့မေရီရယ်ရှင် YouTube Channel လေးကို Subscribe ပြီးလုပ်ပေးသွားပါအောင်နော် အဲ့ရောက်သိန်းလောက်ကိုဝယ်ကျွေးလိုက်ကြည့်တော့ပတ်စံရကကုန်သွားပြီကြည့်တော့ မလေးစီကမလေးတော့မသိဘူးပေါ့ဒါဆို ဟုတ်တယ် မလေးတော့မသိဘူးပေါ့ ဟုတ်လုံးဝမျိုးလုံးဝမျိုးလုံးဝမျိုး तू ကလည်းသိရဟုတ်တယ်မလားမဟုတ်ဘူးဟုတ်တယ်မလားမဟုတ်ဘူး နေရညင်ရတာပေါ့ အနေညံ့နောက်ဆုံးအခုအဲ့ final မှာလို့ MS လုပ်တဲ့အထိနေ့ကကျွန်တော်တယောက်တည်းအိမ်မှာနေရောက်သူကအဲ့လိုဗီဒီယိုကောနဲ့လှမ်းခေါ်ပြီးတော့တူတူကြည့်မယ်တဲ့အဲ့တော့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်ကဒီနေ့ကကျွန်တော် MS လုပ်ရမှာလေအဲ့တော့ကျွန်တော် post တင်ရတော့မှာကျွန်တော်ပုံတွေ hide ထားရတယ်ကျွန်တော်ပြန်ထုတ်ရတယ်ပို့ပေးတဲ့စာစီရတယ်ကျွန်တော်အဲ့လုံနေနေမောင်လေးတဲ့ MS လုပ်ပြီးရတဲ့ post တင်ပေးနော်ဆိုတာနဲ့ကျွန်တော်အဲ့ရစီနေသူကလည်းခေါ်နေတော့ရလည်းဖွင့်ထားသေးတယ်ဘာလို့မသိလေအဲ့လိုတိုင်နေပတ်နေတယ်မှာဒါပေမဲ့မကင်ဘူးစူရင်စူဝေးဆိုကျွန်တော်စာရီစီအကုန်လုံးပြီးပြီဆိုတော့မှကွက်တိတော့မှီသွားတယ် MS လုပ်တဲ့အချိန်မှာသူနဲ့ကွက်တိမှီသွားဗီဒီယိုကောနဲ့ကျွန်တော်ကြည့်ရမှင်းနေပဲသူကလည်းကျွန်တော်ကြည့်ပြုံးဟိုးမကြည့်သူကကျွန်တော်ကြည့်နေနောက်ဆုံးချိန်ကြည့်ပါဒီလိုမျက်နှာကိုမျက်နှာဘန်းဆိုမပေါ်မချင်းကျွန်တော်မှင်းနေပဲကျွန်တော်လေတာခုတော့စုကန်နေရပါတယ် စိတ်နေဆိုတာပေါ့ကောင်းပါလေ စိတ်ဆိုးတာလူပြန်ချော့ ချော့တာအရင်ချော့ကြမလို့ပါဘူးဟိုဘလို့ချော့လဲဆိုတော့အဓိက तू ကကြော်သူ့ဘယ်တော့မှမလိန်ဘူးလား तू သိတယ်ဒီတစ်ခါလိန်ထားတော့ तू ကယုံနေတာကျွန်တော်မှန်းလည်းသိတယ်ကျွန်တော်ကမဟုတ်ဘူးပြောတော့ तू ကအဲ့ဒါကိုဇဝေဇဝါဖြစ်နေကြမှာတကယ်လည်းချို့အောင်တော့မဟုတ်ဘူးလို့အစောကြီးကဟုတ်တယ်လို့ပြောလိုက်လို့ရှိရင်ဒါဟာရင်ခုန်စရာမကောင်းဘူးမတ်စင်ကရဲ့အသက်ကထားနော်ကိုမဟုတ်ဘူးညင်းထားပြီးချွတ်လိုက်တာကိုဖြစ်မှဒါအသက်ဝင်တာအဲကြောင့်ဘယ်မျက်နှာဖုံးရှင်မလဲလိုက်မမေးနဲ့မေးလဲဆိုတော့မဟုတ်ဘူးပဲဖြေမှာအဲ့ဒါရန်စီပြီးလို့ရှိရင်အဲ့လိုသူများကြီးမေးရဲ့ဘယ်သူလဲ King Force ကဘယ်သူလဲပြီးလို့ရှိရင် Lady ကောင်းကဘယ်သူလဲမေးကြရလေကျွန်တော်လုံးဝမသိချင်ခဲ့ဘူးနော်အဲ့ထဲမှာဘာလို့ကျွန်တော် season 1 2ကြည့်တော့လဲလို့ရန်သိချင်တာဆိုတော့ချွတ်မှပဲသိချင်တာဆိုတော့ပထမ group E မှာဆိုရင်အဲ့ဟိုက King Force ရဲ့ Lady ကောင်းရဲ့ Lady ကောင်းဆို Lady ကောင်းကဒီဘက်ခန့်ခဲ့ရဲ့ King Force ကတော့ဘယ်မှာနေလဲတော့ကျွန်တော်မသိဘူးအဲ့လိုသူတို့အတန်ကလည်းနည်းနည်းတော့နားမစွဘူးဘသူအတန်မှလည်းမကြားချင်ဘူးအဲ့လိုမျိုးအဲ့လိုငင်းလေးပဲနေငင်းလေးပဲနေပြီးသွားထိဗီတာမင်ဆိုလဲချွတ်မှကျွန်တော်ဗီတာမင်မှန်းသိရကျွန်တော်မသိဘူးသူမှအခုဒီအဲ့ King Force ဆိုလဲဘသူမှKing Force ကဘသူမှမသိဘူး Lady ကောင်းလည်းဘသူမှမသိဘူးခုဒီဘသူမှမသိခဲ့ကြောအတိလည်းမသိချင် မသိချင်ဘူးမသိချင်ကစိတ်ဝင်စားအဲ့လိုမျိုးလေဟိုမချွတ်ခင်ဘသူကြီးမှသိထားဆိုတော့မသိချင်ဘူးအားကြောင့်မမေးဘူးသူမှပြီးတော့ဟာတာတစ်ခုရှိသေးတယ်အဲ့ season ရိုက်နေဗာလဲဆိုတော့ကျွန်တော်ဟိုတက်စီနဲ့သွားရတာဟိုတက်စီဒါပေမဲ့သူကကားနံပါတ်အသေးပဲသူကလုံမဲတဲ့မောင်လေးတကယ်လို့လာမယ်ကားနဲ့ပဲဆိုတော့ကျွန်တော်အဲ့တက်စီကိုကျွန်တော်အခုဖုန်းဆက်ပြီးတော့ကိုကျွန်တော်ဒီဟာနဲ့ကျွန်တော်ဒီရက်ကျွန်တော်အကုန်လုံးဒါလေးတော့ယူထားမယ်နော်နောက်ထပ်တိုးလာလို့ရှိရင်တော့ကျွန်တော်ထပ်ပြောမယ်ဟိုကမသိရဘူးကျွန်တော်ကဟိုဘယ်ဘက်ပြုတ်မယ်မသိရဘူးဆိုတော့အတန်သူတို့လာသွင်းပြီးဆိုထပ်သွားသွင်းပြီးရအဲ့တော့โอเคအဲ့အခုကားနံပါတ်နဲ့သူပြောထားပြီးသားတက်စီစရာလည်းဒီတိုင်းပဲဟိုလမ်းကြုံရင်းနဲ့တွေ့ရတက်စီစရာဆို EV ကားဆိုတော့သူနဲ့သွားမယ်ဆိုသွားပြီးဆိုကျွန်တော်ကစတူအဲ့ဟိုဟာတဲ့ကိုဝင်ကန်နေပြီဆိုကျွန်တော်လာနေပြီနော်ဟုတ်ကဲ့ကျွန်တော်ဘယ်နှမိနစ်ဆိုရောက်ပြီနော်ဂိတ်ပေါက်ရောက်လို့ရှိရင်လည်းသူတို့ကမှန်ချပြီးဆိုတော့ကျွန်တော်ဆင်းလို့မရသေးဘူးအဲ့ဟိုကလူတွေကအဲ့ protection အဖွဲ့တွေရောက်လာပြီမျက်နှာဖုံးတွေပေးတယ်ဘောင်းတွေပေးတယ်အဲ့လိုပေးချင်းမှာအေးဟိုကောင်လာပြီနော်ကားပြန်ထွက်တော့မယ်တက်စီက2ရက်လောက်ကျလန့်လာသူကအဲ့ဝင်ကိုကျွန်တော်ဝင်လာပြီနော်နည်းသူလည်းအစားတော့ပုံမှန်ပဲနောက်ကျလို့ဘတ်မှန်နေကျွန်တော်လန့်ခိုးကြည့်လာဟောဒီဘာကြီးလုံးနေတာလဲအဲ့တော့ကျမှအခုတက်စီကိုလည်းတွေ့လို့ရှိရင်တောင်းပန်ပါလေသူတကယ်လန့်လာကြာတော့လေတဲ့ပါလို့ဘလူးလိုင်းနော်ပြီးရင်နောက်ထပ်တစ်ခုကြီးအဲ့လိုနည်းနည်းပြောကြမကောင်းတာကျွန်တော်တို့ group ကြီးကပြောကြမကောင်းဘူးဘာလို့ဆိုအဲ့ walkie talkie နဲ့အီဝင်လာပြီထွက်သွားပြီနော်ကျွန်တော် group ကိုဟုတ် group တော့ထည့်ပြောနေဗျာအဲ့ကြောင့်မပြောလေအီဝင်လာပြီဒီထွက်ပြီနော်ဒီ2ထွက်ပြီဒီ3ထွက်ပြီအဲ့လိုမျိုးအီကြောင့်မကောင်းသူများ F တို့ A တို့ကပြောကြတယ်အဲ့ရမမိုက်